ဒီနေ့ကတော့ဖန်သွားဖြစ်တဲ့အတွေ့အကြုံလေးကို sharing လုပ်ပြီးမှဖြစ်ပါတယ်။ဆောင်းကရန်ကုန်ကနေသွားတာအဲ့မှာဒီ TM ဆိုတဲ့ car service လေးနဲ့ငှားပြီးတော့သွားပါတယ်။သူကရန်ကုန်to ဖန်to ရန်ကုန်အသွားအပြန်ရပြီးတော့ဖန်မြို့အတွင်းမှာသွားလေကျတဲ့နေရာတွေလိုက်ပို့ပေးတာရပါတယ်ပေါ့နော်။အတော်လေးအဆင်ပြေတယ်။ဆောင်းတို့ကလူ၈ယောက်သွားတော့၈ယောက်ဆက်တဲ့ကားကိုငှားပြီးသွားတယ်။ရန်ကုန်မြို့ပြင်ကနေဖန်မြို့အစလောက်ကိုဆိုလို့ရှိရင်စုစုပေါင်း၈နာရီလောက်မောင်းရတယ်။အရင်ဆုံးရောက်တော့ကော့ကုန်းကူကိုအရင်ရောက်တယ်။အဲ့ကူကိုဒါတော့ကော့ကုန်းကူပေါ့နော်။အဲ့ကူမှာလေမြောက်တွေအရန်ပေါ်တယ်ပေါ့နော်။အဲ့ကြတော့မြောက်ကြောက်တတ်တဲ့သူဆိုလို့ရှိရင်အစားအသောက်တွေဘာမှမယူသွားနဲ့ပေါ့နော်။ပြီးတော့ရတိပြန်ကူကိုဆက်သွားပါတယ်ဒါကတော့ရတိပြန်ကူကပုံပေါ့နော်ရတိပြန်ကူမှာလည်းမြောက်တွေအများကြီးရှိပါတယ်အဲ့ဒီတော့ဖြော်ရည်ကြီးစားစရာတွေလက်ထဲကိုကင်မသွားပါနဲ့တကယ်လို့မြောက်ကြောက်တက်တယ်ဆိုရင်ပေါ့နော်မဟုတ်ရင်သူတို့ကလိုက်လူတယ်ပေါ့နော်ဒါကတော့ရတိပြန်ကူကနေစပားကူကိုသွားနေတာပါသူကဆက်လီနဲ့15မိနစ်လောက်သွားရတယ်ပေါ့နော်ဆောင်းကတော့ဆက်လီစီးရတာကိုလည်းကြိုက်တယ်သူရဲ့ view တွေကလည်းလေအပြင်မှာအရင်ကိုလှတယ်ပေါ့နော်ဒါကကင်မရာထဲမှာမလို့အရင်ကြီးလှတာမမြင်ရတာဒါကတော့စပားကူမှာရိုက်နေကြပုံလေးပေါ့နော်ဒါပြီးတော့ဖန်ကဲနာလန်နာကတရားကိုသွားပါတယ်ဒါကအဲ့က view ပါအဲ့ဒါပြီးတော့ဖန်ညစီသွားပါတယ်ဖန်ညစီမှာတော့စားစရာအဆုံးရှိရပေါ့နော်ဆောင်းတော့ကတော့ကရင်တော်ထမင်းဆိုတဲ့ဥစ္စာစားခဲ့ပါတယ်အဲ့ဥစ္စာကလေဟင်းအများစုကအရင်ဆက်ပါတယ်ပြီးတော့ဒါကတော့ဖန်ရဲ့ညနေ view ပေါ့နော်အရင်လာတယ်ဆိုရင်ဖန်မီးပွိုင်လေးပေါ့နော်ဒါကညနေရောက်ပြီဆိုတော့ Marvelous Mountain Lodge Hotel ကိုသွားနေတာပေါ့နော်ဒါကတော့ Marvelous Mountain Lodge ရဲ့မနက်ပိုင်း view ဖြစ်ပါတယ်သူကကရင်မောင်နှမကိုမျက်နှာချင်းဆိုင်ဆောင်ထားတာပေါ့နော်အဲကြတော့ view တော့ရမ်းလာပါတယ် breakfast ကိုဒီလိုတောင်းလေးကြည့်ပြီးစားရတာလည်းရမ်းကြိုက်ပါတယ်ဟိုတယ်က view တော့လှတယ်ပေါ့နော် breakfast က taste ကတော့အရင်ကောင်းတယ်မပါဘူးဒါကတော့သူ့ရဲ့ swimming pool လေးပါ swimming pool ကတော့တက်မီးစင်ပြေတဲ့ထဲပါနောက်နေ့မှာတော့နောင်ကလိုင်သွားပါတယ်နောင်ကလိုင်ကလည်းရေကအမြင်တဲ့အတိုင်း crystal clear အရန်ကိုကြည့်ပြီးတော့မှရေကူးကျင်စရာကောင်းပါတယ်သူက10ပေလောက်နဲ့တည်းဆိုတော့ရေကူးမကျွမ်းရင်တော့မကူးလို့မရပါဘူးဒီကိုလည်းမနက်စောစောထသွားတာကောင်းပါတယ်ဘာလို့လဲဆိုရင်ညနေပဲဆိုရင်တပုံရိုက်တဲ့သူအရင်များတာမလို့အေးဆေးဆေးသိမရှိဘူးပေါ့နော်ဒါပြီးတော့နောက်တနေရာကဆွဲကပင်တောင်ချိန်မှာကေဘယ်သွားစီးရပေါ့နော်ကေဘယ်ကစီးရတာလေးပြောစရာကောင်းပါတယ်သူကအရင်ကြောက်စရာမကောင်းဘူးနည်းနည်းမြင့်တဲ့နေရာတနေရာပဲပါတယ်ပြီးတော့ကေဘယ်စီးရကတယောက်2000ပဲပေးရတယ်ဒီဖန်ကတော့ဘေးနာသွားတဲ့နေရာကညာလှနေရဆိုတော့ဒီကေဘယ်စီးတဲ့နေရာကလည်းရန်ကိုလှပါတယ်ဒါကဖန်ရောက်ပြီးဒုတိယရက်ပေါ့နော်ဒီကေဘယ်စီးရပြီးသွားတဲ့အချိန်မှာဖို့တခေဆိုတဲ့နေရာသွားပါတယ်ဒါလေးကတော့ဖို့တခေမှာပါသူကတော့ဒီလိုစီဒီဖြူလေးနေပေါ့နော်ဒါပြီးတော့ကောနတာဆန်းချောင်းဆက်သွားပါတယ်ကောနတာဆန်းချောင်းကတော့အရင်ဒီလိုဆန်းချောင်းတေးသေးလေးရဲ့ဖိနာမှာအရင်စိမ့်ဆိုနေတဲ့လေကွင်းကြီးရဲ့တောင်တန်းတွေရဲ့နဲ့ရန်လာပါတယ်အနမတီကြီးလေးစောင်းပြီးတပ်ပုံရရင်လည်းရန်လာပါတယ်နောက်တော့ဆရန်ကူကိုဆက်သွားခဲ့ပါတယ်ဆရန်ကူကဂူရဲဝင်ရကြောက်တဲ့သူဆိုရင်ဂူရဲမဝင်မဲနဲ့လှေစီးလို့ရပါတယ်အဲ့လိုဆိုရင်တော့လှေစိတ်ကနေအသွားအပြန်စီးတယ်လို့ဖြစ်မှာပေါ့နော်ဆောင်းကတော့ဂူရဲကနေဂူရဲဝင်ပြီးတော့မှလှေစီးခဲ့တာပါလှေစီးရဲ့ချိန်မြင်ရ view ကလည်းလေအရင်ကိုလှပါတယ်အပြင်မှာဒီထက်အများကြီးပိုလှတယ်ပေါ့နော် white eye view ဆိုတော့လေဒါကတော့လှီစီးလို့ရှိရင်ရေစော့ရတာဝါသနာပါတဲ့အတွက်ရေစော့နေတာဖြစ်ပါတယ်ဆိုရင်ကအပြန်မှာအနာစကောထမင်းဆိုင်မှာထမင်းစားပါတယ်ပြီးတော့လွန်ညရေပြအိုင်သွားခဲ့ပါတယ်လွန်ညရေပြအိုင်ကလေ
ရေပြိုင်ဆိုတဲ့အတိုင်းပဲရေကအရန်ကိုပြာပြီးတော့မှလေအရန်ရေကူးချင်စရာကောင်းတယ်ပေါ့နော်အဲကြတော့ရေကူးတတ်တဲ့သူရေကူးရကြိုက်တဲ့သူဆိုရင်အဲ့ဒီမှာအချိန်ကြာကြာနေပြီးတော့အဝတ်အဖိုးယူသွားလို့ရှိရင်ပိုပျော်စရာကောင်းမယ်လို့ထင်ပါတယ်ဒီလိုဘောကွင်းနေလဲငှားဆောက်လို့ရတယ်ဆိုတော့လေသူကအရန်ကို dreamy ဖြစ်တဲ့ place လေးပေါ့နော်ရေတွေကပြာလဲပြီးတော့ fairy tale တွေရောက်သွားတယ်လို့ခံစားရပါတယ်နောက်တော့ထွန်းပတိုင်ကိုဆက်သွားခဲ့ပါတယ်ထွန်းပတိုင်ကဒီတရားနေရာလေးကပေါ့နော်ဖက်အန်လာလေတာလူများတဲ့ချိန်ဆိုလို့ရှိရင်အဲ့နေရာမှာဓာတ်ပုံရိုက်ဖို့အတွက်အကြာကြီးတန်းစီဆောင်ရပါတယ်အဲ့မှာလှမ်းမြင်နေရတဲ့တရားကတော့ဒီသစ္စာတိုင်တရားပေါ့နော်အဲ့သစ္စာတိုင်တရားနားလေးမှာငါးစာအနေနဲ့ပေါမောက်နေရောပေါက်တွေရောရောင်းတာရှိပါတယ်ဆောင်းကတော့ငါးစာကျွေးရပြောရသူဆိုတော့ငါးစာကျွေးခဲ့တယ်ရေကလည်းရမ်းကြည့်ပြီးတော့ငါးလေးတွေကိုမြင်ရတယ်ငါးတွေကလည်းအများကြီးပဲပေါ့နော်ငါးစာကျွေးရပြောချက်ကောင်းတယ်လို့ထင်တယ်ပြီးတော့နောက်တစ်ခုကအဲ့ဒီထွန်းပတိုင်မှာလေတက်လို့စတူဒီတာကျွေးတယ်ပေါ့နော်အဲကြတော့တက်လို့စတူဒီတာကြိုက်တဲ့သူဆိုရင်နေ့လည်စာစားချိန်နဲ့ကြိုက်ပြီးသွားရင်လည်းအဆင်ပြေမယ်ပေါ့နော်ဒါပြီးတော့ final destination ကနောင်လုံတောင်ကြားလမ်းပါတောင်ကြားလမ်းရောက်ရင်ပြေးတဲ့ဗီဒီယိုရိုက်ရတယ်ဆိုလို့ပေါ့နော် tram ရောင်လို့ပြေးတဲ့ဗီဒီယိုတော့ရိုက်ခဲ့ပါတယ်ဒါကတော့ဒုတိယနေ့ပေါ့နော်ဒါပြီးတော့ဟိုတယ်ပြန်ပါတယ်ဒုတိယနေ့မှာတော့ဟိုတယ်ကဟိုတယ်ကရင် valley မှာတဲပါတယ်ဒါကဟိုတယ်ကရင် valley ကview အလှဆုံးနေရပေါ့နော်အခန်းထဲကနေမြင်ရတဲ့ view ထက်ဒီ reception နာ view ကိုပိုသဘောကျလို့ reception နာ view ကိုပဲအဓိကရိုက်ဖြစ်ခဲ့တယ်သူက swimming pool ကဇိတ်ကပင်တောင်နောက်ခံနေဆိုတော့ swimming pool က view လာတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ swimming pool ကလေကလေးကန်ရေလူကြီးကန်ဆိုရင်9ပေနဲ့တယ်ပေါ့နော်အဲကြတော့ရ9ပေတစ်ပဲရှိရကျွန်မကတော့ခက်ခဲကူးခဲ့ရပါတယ်အဲဒီရေကူးကန်မှာဒါကတော့swimming pool ကအရန်လာတယ်ဓာတ်ပုံရိုက်ခဲ့လို့ကျွန်မရဲ့အမကမှားလိုက်တဲ့အတွက်ကြောင့်မလို့ရေကူးကန်နဲ့လာမှမသက်ဆိုင်တဲ့ outfit နဲ့ရေကူးကန်နဲ့တွဲရိုက်ခဲ့တာဖြစ်ပါတယ်နောက်နေ့မနက်မှာတော့မနက်9 နာရီခွဲထားပြီးတော့ကြာရင်တောင်တက်ခဲ့ပါတယ်ဒါပေမဲ့တောင်တက်နေကြမဟုတ်တဲ့လေးစီးပုံကျမတို့ကတော့တောင်ချီကနေကားလမ်းပေါက်တဲ့လောက်ထိကိုကားနဲ့တက်ပါတယ်ဒီလေကားထက်တရောက်တဲ့ချိန်ကျတော့မှကိုဘာသာကိုတက်တာပါအဲဒီကျတော့ဒီကြာရင်တောင်တက်တာကမိနစ်30လောက်ပဲကြာလိုက်ပါတယ်မိနစ်30လောက်ပဲတက်ပြီးတော့တောင်ထိပ်ရောက်လို့ရှိရင်တော့မြင်ရတဲ့ view ကတော့ခုတိုင်းပဲအရန်ကိုအမောပြေရတော့ပါပဲ The view is so mesmerizing ပေါ့နော်တက်ရတာရောမနက်စောထားရတာရောတက်နေဆိုတာထက်ကိုပိုတယ်မောတာတော့ဘယ်ရောက်သွားမှမသိဘူးလို့ပြောလို့ရတယ်ပေါ့နော်တောင်တက်ပြီးတော့ဟိုတယ်မှာ breakfast စားပြီးတော့ရန်ကုန်ကိုပြန်လာခဲ့ပါတယ်ဒါကတော့ရန်ကုန်ဘက်2ညအိတ်3ရက်ခရီးစဉ်မှာအပြန်မှာဘရင်ညီနောင်ကိုဝင်လို့ရပါတယ်ဆောင်းတို့ကဘရင်ညီနောင်ကိုဝင်တဲ့ချိန်မှာကိုရဲကိုဝင်ဖို့အတွက်လှေနဲ့သွားရမယ်ရေကြီးနေတဲ့ချိန်ဖြစ်လို့ဆိုတော့မဝင်ခဲ့တော့ဘူးပေါ့နော်ဝင်ချင်တယ်ဆိုလို့ရှိရင်လည်းအချိန်ကရပါတယ်ဆောင်းတို့ကကြောက်ကလတ်နဲ့ဖန်ဟိုက်ဒေါင်းနဲ့ကိုလည်းမသွားဖြစ်ခဲ့ပါဘူးတကယ်လို့အချိန်လူပြီးတော့သွားမယ်ဆိုရင်လည်း2ညအိတ်3ရက်ဆိုရင်ရတယ်ပေါ့နော်ဆောင်းတို့ကအရင်လောကြီးမသွားချင်လို့ချိန်ခဲ့တာပေါ့နော် Thanks for watching